မှာကျွန်တော်တို့ Spider-Man brand new လေးသွားကြည့်မှာဖြစ်ပါတယ်ဟုတ်ကောနော်မင်းကိုလှည့်မလို့မင်းဘာကြီးလို့အဲ့မကြီးမီးပြပြရတာပြပြရမှာအားရတယ်ဖွင့်တို့တော့တနက်ရှာနေကြတယ်ကီSpider-Man ယုံတင်ပြီးနှစ်ပတ်အကြာမှာကျွန်တော်သွားကြည့်မှာဖြစ်တယ်ပေါ့နော်အဲ့တော့ကျွန်တော် Spider တွေကိုလက်တက်နိုင်ပြီးတော့ရှောင်လာပါပြီထုံရရဖြစ်တယ်နော်အခုတော့သွားနေရလားမှာဖြစ်ပါတယ်ခင်ဗျာဖီဒီယိုမခံကရမှုပါတယ်ဒါပေမဲ့ချက်ကြီးဖုံအဲ့တော့တော်ပြောပေါ့ဗျာအခုခါကကြိုက်နေတို့မကီဝေးချူဘာကြီးမိုက်တယ်လေတခုပြောလဲကီမိုက်လားဒါတော့ဒါဘလို့ပိုင်ရှင်အကိုကြီးပေါ့နော်ကိုကြီးရက်ခုနေပါတယ်ဒီဘက်ကကိုကြီးရဲ့ကောင်လေးပါကိုကြီးရဲ့ကောင်လေးပါ Wait a minute ရီ driver ရှိလေးဖြစ်ပါတယ် driver ရှိဒါအကရှိပါအကရှိတွင်းရရပါတယ်တက်ကြည့်မင်းထိုးရောက်တော့မယ်ကျွန်တော်ဒီမှာဒီထဲမှာအခင်လေးကောက်ပါတယ်ရတယ်ပဲငါအကေးမှာပြတော့တစ်ကလေးယူကျွန်တော်တို့မှာရုပ်ရှင်မကြည့်ခင်ကျွန်တော်ဘယ်ဝင်မလဲဆို target ယူပါမယ်target လေးရောက်တာကကဒီလိုမျိုးကြီးရဆိုတော့လေကျွန်တော်တာကတော်တော်ကြီးတယ်တဲ့အတွက်ဒီနေ့မှာပန်းရောင်းတာတင်းနေထားပြီးတော့ကောက်စစ်ဘူတက်ခါတယ်ဘူတက်အားလူကျော်ဒါကြီးဆောက်တော့ဝယ်ဘူးလေအကုန်လုံးဝယ်ဘူးလေတာကနေပြန်ထွက်လာပါပြီအဲ shopping ကပ်ပေးပါတာကပြန်ထွက်လာပြီကျွန်တော်ရွှေရှင်တော့ကြည့်တော့တော့မယ်ကျွန်တော်ဒီမှာကြည့်မှာဖြစ်ပါတယ်စီနီမတ်မှာကြည့်မှာပါကျွန်တော်အခုရွှေရှင်အောင်ရှိပါပြီရွှေရှင်ဝင်နေကျွန်တော်ရောက်ပါပြီရွှေရှင်အောင်လည်းသွားပါတော့မယ်ထဲထဲရောက်ပါပြီတို့ထဲထဲရောက်ပြီလို့သမနဲ့ထုတ်ပွားပြီမထုတ်ပြီးခဏလေးကြည့်ပါမယ်မတန်းစီရုပ်တန်းစီနေပါပြီတော့ဝိရှင်ကြီးငယ်များလို့ပြောကြတယ်နိုင်များစားလို့ပြောင်းโอเคထဲဝင်နေပါပြီဟဲ့မှာဒီမှာတော့ဒီငါကိုကြိုးတီးရတဲ့ဟာတွေတော့တည်နေတာတော့တည်သွားပြီမဲ့အဲ့လိုကြည့်လို့ကောင်းပါတယ်ကျွန်တော်ကြိုက်ပါကျွန်တော် Spider-Man ကြိုက်တာဆိုကျွန်တော်ဘလူးပဲလာတည်မသိကျွန်တော်ကြိုက်ပြီးသားဆိုကိစ္စမရှိဘူးဒါဒီနေ့ vlog လေးတော့လောက်ပါပဲကျွန်တော်ပြီးသွားလို့ရှိရင်တော့အိမ်ပြန်တော့မဖြစ်ပါဘူးအဲ့လိုပဲနောက်ဗီဒီယိုမှာတွေ့ကြတော့